ဘုရားရှင်ဒီနေ့နှုတ်ကပတ်တော်ဝင်ငါဆုကျင်းနေတဲ့ဆရာသမားတွေတော်လည်းပဲဆုတောင်းကောင်းချီးပေးတယ်ဝင်ငါရတော့ခါမှလည်းပဲနောက်ဆက်ပျက်စီးပြီးတတ်တဲ့အမှုရတဲ့ခြေကနေပြန်လေပြီးတော့မှဝေရှင်ပြားဒီမှာတနာတော်မူပါနာမတော်ဖြစ်ပါတယ်ဖိလိပ္ပိဩရစာဆောင်အခန်းကြီး3အငယ်8ကနေဖတ်မယ်ဖိလိပ္ပိဩရစာဆောင်အခန်းကြီး3အငယ်8ကနေဖတ်မှာဖြစ်ပါတယ်တခင်ယေရှုခရစ်တော်ကိုတည်တော်ပညာသည်အဘေမြတ်လို့မြတ်တီကိုထောက်၍ခက်တင်တော်အရာတော်ကိုဆုံးစေတော်အရာကိတော်ငါထင်မှ၏အခန်းငယ်7ကိုဖတ်မယ်ညီကူတော်ငါကမ်းမိပြီဟုကူတော်အခုကူမထင်တော်လေငါပြုတော်အမှုတစ်ခုမူကားနှုတ်ချက်တော်အရာတော်ကိုမမှတ်ပဲစိနိုင်ချီတော်အရာကိုထိုင်ကန်၍ယေရှုခရစ်တော်အပြင်ဘုရားသခင်ဒီအထက်အရက်မှာခေါ်တော်မူခြင်းနဲ့စံတော်စုကိုရခြင်းငါပန်းလုံးတန်တော်ငါရှုပ်၏ဖတ်တော်ခြင်းပြဖြင့်ရုပ်ရှိတာကိုဖျက်တဲ့ကောင်းကြီးပေးပါစေအာမင်ဒီမနေ့ဆရာပြောချင်တာကတော့အချင်းကိစ္စမရှိဘူးနိုင်ရေးကိစ္စမရှိဘူးဆရာပြည့်တဲ့ချိန်မှာပဲပြီးမှာပဲเนาะဆိုတော့နောက်တော့ပတ်တော်ကိုကျွန်တော်ဝယ်မှာတဲ့ချိန်မှာနှလုံးသွင်းရမယ်ဒီနောက်ကပတ်တော်ကိုကျွန်တော်အာရုံစိုက်ရမယ်အဲ့ဒါမှဝိညာဉ်တော်နဲ့ကျွန်တော်ဝိညာဉ်တော်ကထိတွေ့လာတဲ့အချိန်မှာဘုရားရဲ့အဖြစ်ကြီးကိုတတ်တဲ့ခံနဲ့အဲ့ဒီဝိညာဉ်တော်ကဘုရားကအနောက်ကပတ်တော်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကိုလမ်းပြပို့ဆောင်တာဖြစ်တယ်ဆိုတာကိုလည်းပြောချင်တာဖြစ်တယ်ကျွန်တော်ဒီနေ့ဗာပြောချင်တယ်ဆိုတော့2025ပထမလရဲ့ဒုတိယပတ်ပေါ့နော်ဒီနေ့ကိကအကျဉ်းတော်မှာစက္ကတဲ့နေ့ဖြစ်တဲ့ကြောင့်ဒီနေ့အကောင့်စင်တဘောအနေနဲ့ဆရာပြောချင်တာကနောက်ကျမှအရာတော့ကိုမမှတ်ပဲရှိအရာတော့ကိုကန်ထန်ကြအောင်ဘောနော် forget the past forward future အတိတ်ကိုမဲ့ရှိကိုကျွန်တော်ဆက်ခံရမယ်အဲ့ဒါဘယ်လိုဆက်ခံရမလဲရှင်ပေါ်လို့တကယ်ပြောချင်တဲ့ဒီအရာလေးကလည်းအတိတ်ကိုမဲ့ပြီးတော့လို့ပြောချင်တာကသူ့ရဲ့ဇာတိပကတိနဲ့လောက်ဆောင်ခဲ့တဲ့အရာကိုပြောချင်တာဖြစ်တယ်ရှစ်ကိုလမ်းရအောင်ဆိုတာကဝိညာဉ်တော်အပိ spiritual life ကိုရှင်ပေါ်လို့ကပြောချင်တာဖြစ်တယ်ဒီပမာဒါမှပါလေဘုရားသခင်ယေရှုခရစ်တော်အပိဘုရားသခင်ဒီအထက်အရာမှာလူကြီးထားတဲ့ပမာလူပေါ့နော်ဒီချက်ကျက်ပဲကိုကြီးတဲ့အခါမှာယေရှုခရစ်တော်အပိဘုရားသခင်ကဝိညာဉ်တော်အပိထာဝရအသက်ကိုပေးရတယ်ဟာလေလုယာအာမင်ရရတော့တယ်နော်ဘုရားသခင်ကယေရှုခရစ်တော်အပြင်ထာဝရအသက်ကိုပေးတာပါလေကျွန်တော်တို့ဝိညာဉ်ကိုထာဝရအသက်ကိုပေးတာဖြစ်တယ်အထက်ရဆိုတာကကျွန်တော်တို့ထာဝရအသက်ရတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီမှာဗာပြောတယ်ခေါ်တော်မူခြင်းလို့ပြောတာလေအဲ့ဒါထာဝရအသက်ကိုရပြီးတော့ကောင်းကင်နိုင်ငံမှာဘုံဆိုင်ရမယ့်အရာကိုပဲကျွန်တော်တို့ကပါလေရှိကိုထားပြီးတော့အဲ့ဒီပန်းတိုင်ကိုရောက်နေအောင်ကျွန်တော်တို့ရှိချွတ်လာကိုပဲနော်ဝိညာဉ်ရဖြစ်ကိုပဲဥစားပေးရအောင်ဆိုပြီးတော့ရှင်ဘောလုကပြောတာဖြစ်တယ်အဲ့ဒါကြောင့်2024ကနေတွင်ခဲတော့ကျွန်တော်တို့ Gilbert Fellowship မှာကကုဘဝနော်ကုမိတာစုဘဝကမှာဝိညာဉ်ရမဟုတ်ပဲနဲ့ဇာတိပကတိနဲ့တွာလာလောက်ရှဲနေတဲ့နော်အချင်းယူခဲတဲ့ဖြုံးခဲတဲ့အရာတွေအားလုံးကိုကျွန်တော်တို့မဲ့ပြီးတော့ဒီ2025ကလည်းစပြီးတော့ကျွန်တော်တို့ကဝိညာဉ်ရကိုပဲဥစားပေးပြီးတော့ရှေ့ကိုရှုပ်နိုင်အောင်ဆိုပြီးတော့ရှင်ဘောလုံးကဒီမနေ့ကျွန်တော်တို့ကိုဖက်ခေါ်ထားတာဖြစ်တယ်ကျွန်တော်တို့တုတ်တိုင်တေတနာချက်အခန်းကြီး3ကိုကျွန်တော်တို့တွေ့ကြည့်တဲ့ချိန်မှာဗာပြောတယ်ဆိုတော့အရာအားလုံးကချင်းရှိတယ်မွေတဲ့ချင်းရှိတယ်တဲတဲ့ချင်းရှိတယ်ပြောတဲ့ချင်းရှိတယ်မပြောတဲ့ချင်းရှိတယ်ဗောနော်စိတ်တဲ့ချင်းရှိတယ်နှောက်တဲ့ချင်းရှိတယ်ဆိုတော့လူတွေကတေချာဆုံးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တေရမယ်မျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီလောကမှာမွေးပြီးပြီနော်အခုအသက်ရှင်ပြီးပြီနော်ကျွန်တော်တို့ဘာလူသေးလဲတေဖို့ပဲကျန်တော့တယ်ဟုတ်တယ်မလားကျွန်တော်တို့မမျိုးဝဲပေးတစ်ချက်ကနေမွေးဖို့ပြီးပြီဒီမှာအခုအသက်ရှင်နေပြီဒေါ်လာလောက်ရှာတယ်ယာတိပကတိအသက်ရှင်ခုနငငယ်အသက်ခံနေတာဗောနော်မိသားစုအတွက်ရုံးတာလောက်ရှာတယ်နော်တနေ့ကုန်ဖခင်အတွက်တော့တနာရီဒီလာထားပြီးတော့ကျွန်တော်တို့ကထိုင်ရင်းနဲ့ပဲတော့ကပတ်တော်နာထောင်ရတယ်ကိုစက်ကရဟုတ်တယ်မလားတချင်းဆိုတဲ့ချင်းမှာဒီတချင်းစာသားလေးကဘာအတိပေးလဲဒီတချင်းကကျွန်တော်အတွက်ဘာလေးဆိုတော့ကျွန်တော်ခွင့်အားကြရမှာဖြစ်တယ်ဒီနေ့ကျွန်တော်တမီးလေးကအမျိုးတူတယ်နော်အမျိုးတချင်းစုပေးတာတရားသူကျေးရုပ်တင်တယ်လို့နော်ဒီနေ့လည်းပြပြန်တော့ကြည့်ပြပါစေအာမင်ဆိုတော့ကျွန်တော်ဒီလောကမှာတဲ့အောက်မှာဒီဆိုလိုမန်ကကြီးထားတာဒီလောကမှာတဲ့အသစ်ဆိုတာမရှိဘူးတဲ့တခုပေါ်လာတယ်တခုထွက်လာတယ်ဆိုတာကဟိုးအရင်ကရှိပြီးသားအရာကြီးပဲဖြစ်တယ်အဲ့ဒါကြောင့်
တင်ရဲ့အတိတ်ကိုကြည့်ပြီးမှာတဲ့ဘုရားသခင်ကောင်းမြတ်ချုံကိုပဲအမေတာဖက်ရှိပါတယ်ဟာလေလုယာအာမင်အာမင်တင်ရဲ့ဘဝနောက်ကြောင်းကိုကျွန်တော်ရှင်းစားပြီးမှာဘုရားဘလောက်ကောင်းမြတ်ဖြစ်တယ်လဲဒီမနေ့ကြွကြော်ခဲ့တာလေကိုမိသားစုအပေါ်မှာကိုအပေါ်မှာကိုအတင်းတော်မှာဘုရားဘလောက်ကောင်းမြတ်ဖြစ်တယ်လဲဆိုတာကိုရဲ့အတိတ်ဘဝကိုရှင်းစားတာမှာကျွန်တော်တို့အချက်တော့ခဲ့တဲ့ဟာတွေပြုံးမွေးခဲ့တဲ့ဟာတွေ shopping သွားတဲ့ဟာတွေမဟုတ်ဘူးနော်ဘုရားကောင်းတဲ့ຢာကိုပဲတတိရမယ်လေကျန်တဲ့အားလုံးကိုပါလေမေ့ပြရမယ်ဆိုတော့အတိတ်ဘဝကိုစဉ်းစားတဲ့စုကြတဲ့ကနော်ဘာကိုစဉ်းစားမလဲဆိုတော့ကျွန်တော်တို့အပေါ်မှာဘုရားသခင်ဘလို့ကောင်းမဲ့ဖြစ်တယ်ဆိုတာကိုပဲအမေတန်စဉ်းစားပါတဲ့ဆိုတော့လူဆိုတော့ဘယ်သူမှပြည့်စုံတဲ့လူလည်းမရှိတဲ့အတိုင်းပဲရှေ့ဘဝကိုကျွန်တော်တို့ဘယ်လိုဆက်ရှောက်ရမလဲကျွန်တော်တို့မလေးရှားမှာကျွန်တော်တို့တတိယနိုင်ငံမရောက်ခဲ့တော့ဒီတတိယနိုင်ငံမှာလည်းတည်တဲ့လူတွေများကြီးပဲလမ်းမေးရောက်တဲ့လူတွေများကြီးပဲဟုတ်တယ်မလားအမေရိကန်ပြည်လို့ဩစတြေးလျပြည်လို့အထူးမကြီးနဲ့အဲ့ဒီမှာလမ်းမေးမှာရောက်တဲ့လူတွေများကြီးပဲအခုကယ်လီဖိုးနီးယားပြည်လို့လည်းပြောကြတာဗာလဲဦးမေအင်မေလမ်းမေးလူတယောက်ကအမိုက်ကူကိုမရှိတာနဲ့စတင်တယ်လို့ပဲပြောကြတာပဲနော်ဒီကဲဟုတ်လားမဟုတ်ဘူးလားတော့မသိဘူးအဲ့လိုမျိုးတွေဆိုပြောချင်တာကဘယ်နေရာပဲရောက်ဖျားမပါဘူးဆိုရင်တော့နော်လုံးဝဘဝနော်အမခံချက်မရှိဘူးဆိုတော့အတိတ်ဘဝကိုစဉ်းစားတာမှာဖျားကောင်းတဲ့ခြင်းကိုနေတိုင်းကျွန်တော်တို့စဉ်းစားမှာဖြစ်တယ်ပြီးတော့စိဘဝကိုကျွန်တော်တို့ဘယ်လိုဆက်ဆက်ရမလဲကျွန်တော်တို့ပြည်သားစုဘယ်လိုသက်ရှင်ရမလဲဒီမှာခက်ခဲနေပြီပေါ့နော်ဘယ်လိုသက်ရှင်ရမလဲအဖခင်လက်စားကလည်းနေတယ်ဘောနော်အမျိုးသမီးလည်းလောက်မလောက်နိုင်ဘူးဒီဆိုတော့ကျွန်တော်တို့အင်္ဂါခါလေးရေးကြည့်တယ်ကျွန်တော်တို့ရီခါနဲ့မိယခါနဲ့ဆိုတော့ကျွန်တော်စဉ်းစားတဲ့ချိန်မှာတစ်ခါတည်းဝတ်နေတဲ့ချိန်ရှိမှာတစ်ခါတည်းစိတ်ပြတ်တဲ့ချိန်မှာရှိမယ်တစ်ခါတည်းစိတ်ပူပြင်းတော့ခါတဲ့ချိန်ဖြစ်မယ်တစ်ခါတည်းဖြတ်လာခဲ့တော့စိတ်ခံရောက်ဖို့စိတ်ရောက်ဖို့ကကျွန်တော်တို့အမျိုးစဉ်းစားလာတဲ့ချိန်မှာကျွန်တော်တို့ဘဝမှာဘာဖြစ်မလဲဝတ်နေချင်းကြေခွဲခြင်းနဲ့နော်အမေအတန်းကြုံတွေ့ရမှာဖြစ်တယ်ဒါကုသိချက်စဉ်းစားကြည့်ပါနော်ဒါကုသိချက်စဉ်းစားကြည့်ပါဖျားမပါပဲနဲ့ကျွန်တော်တို့ကနော်ဘယ်လို့မှတက်ရှင်လို့မရဘူးဆိုတာကိုစဉ်းစားဒီနေ့ကျွန်တော်တို့ညီငယ်တက်ရှင်ဆိုတာလေဘိတ်ထဲမှာလည်းတင်တာနဲ့လူကြီးလေးတင်တာနဲ့ကလေးလေးတင်တာနဲ့ဒီနေ့ကျွန်တော်တို့အနည်းအနားပူကြည့်ရတဲ့အချိန်မှာနော်ဒီဇင်ဘာလ20လေးနဲ့ငါလည်း30ရက်နဲ့အထိပေါ့နော်လေကြီး9ခါပြည့်ကျသွားတယ်လူအယောက်ပေါင်း30ဆုံးသွားတဲ့ဆက်ပြောမှုမင်္ဂလာနှစ်မင်္ဂလာကိုနှစ်ဇန်နဝါရီရက်နေ့ကိုဆောင်တဲ့အချိန်မှာနော်အမေရိကန်ကလာပြည်နယ်မှာမြို့တော်ကြီးမှာညတိကူမြောက်ကိုဆောင်ကြတယ်မြို့ပါတွေဖွင့်နေလူထောင်ပေါင်းချင်တယ်နော်မြို့ပါကိုဖွင့်ပြီးမှညတိကူတော့တနာရီထူတာနဲ့1 2 3 4ဆိုတော့2025ဆိုပြီးတော့အိုးကြရကကြရတယ်နော်ညတိကူသူဆိုကြတယ်နောက်နိုင်ရွေးမကြောက်ဘူးထက်ကအကြီးလာပြီးတော့အကုန်လုံးကိုတက်ပြလိုက်တာအဲ့ဒါမှချက်ချင်းဆရာမလာတော့မသိဘူး150ချက်ချင်းတည်သွားတယ်ဆေးရုံရောက်တဲ့လူတွေအများကြီးပဲအဲ့ဒါညုတ်ကိုကျွန်တော်ဆရာမဖတ်မိတော့ပြောချင်တာကသူတို့ကိုလည်းနေတိကူကောင်းကောင်းစုကြတာလေအမိဘဖွင့်ပြီးမှသူတို့ပြောပြီးအော်ပြီးပဲအဲ့ဒါမှနိုင်ရွတ်တဲ့မကြောက်ဘူးအဲ့ဒါထက်ကကြီးကလာပြီးတော့အကုန်လုံးတက်ပြီးသွားတာဆရာတော်တွေတွေ့မှာပါနော်တကယ်ထင်ဆိုလို့ချင်တာကကျွန်တော်တို့ရဲ့အသက်ကနော်စဉ်းစားလူကြီးလေးတည်တယ်သူကတော့အသက်ကြီးပြီးတေလောက်ပြီးအသက်90 80ဖြစ်ပြီပေါ့ဟုတ်ပြီဒါဆိုရင်ဘာဖြစ်လို့အသက်ငယ်60လည်းညနော်9နှစ်ကလေးတွေဘာဖြစ်လို့တည်နေတာလဲအသက်ကြီးပြီးမှတည်ရမယ်မျိုးဆိုရင်တော့ဘာဖြစ်လို့ကလေးလေးတည်တာအောက်မှာတယောက်တည်ပြပြီးဘာဖြစ်တာလဲလို့သူတို့အရင်ရှင်းရဲဖိတ်ဆက်မရှိဘူးလေစက်ခါတဲ့မပြတ်နိုင်ဘူးလေရှင်းရုံနဲ့မတွန်းနိုင်ဘူးဆိုတော့ तू ကတည်တာတနာလိုက်တာတနာလိုက်တာမကြောက်ဘူးတနာရုပ်ကြမှာတရင်ပြန်ကြလာတယ်ဟူတည်တယ်ဟာဘလူတည်တာလဲသူကခင်စားတယ်သူကစင်ကာပူသွားတယ်ကိုလာလမ်ပူကဲဟော့စပီတယ်အကောင်ဆုံးမှာဘယ်တော့မှသွားကူတယ်ဒါပေမဲ့ပိုက်ဆံတင်တော့2000ကုန်တယ်ဒါပေမဲ့တည်သွားတယ်ဒါဆိုရင်ဘာဖြစ်လို့ကလေးတွေကပိုက်ဆံမရှိမနဲ့တည်ရရှင်နော်အဲ့ဒီလူကြီးပိုက်ဆံတင်တော့1000ချီကုန်တဲ့လူကဘာဖြစ်လို့တည်လာလဲဟုတ်တယ်မလားဒီလိုစဉ်းစားဆိုလို့ချင်တာကကျွန်တော်တို့ကပါလေအသက်ဆိုတာဘုရားသခင်ကဖောက်တွင်ထားတဲ့ဖြစ်တဲ့ကြောင့်ဘုရားသခင်ကပဲနောက်ထုတ်တာအဲ့ဒါဆိုကျွန်တော်တို့အသက်ပန်ရှင်တော်သူကျွန်တော်တို့ကိုပန်ဆန်တော်သူဟာဘုရားသခင်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့အမင်းတမန်ယူphilosophy ဒီကပြောကြတယ် what is life ဘဝဆိုတာပါလေ
အသက်မဟုတ်နော်အသက်ရှင်တဲ့သူကဘုရားရှိတယ်နော်အဲ့ဒီဘုရားဆိုတာပါတယ်လို့ပြောကြတယ်သူတို့အများကြီးပဲခုနေဖို့ထုတ်ကြတယ်ငါကဘေကနဲ့လာခဲ့တယ်လေနော်ဘာဖြစ်လို့ငါဒီလောကမှာတက်ရှင်ခဲ့ရတယ်လဲငါတေးပြီးဘေကိုတော့ရမလဲတေးပြီးအသက်ပြည့်ရှင်ရတယ်ဆိုတဲ့ဟာထာဝရအသက်တည်ခြင်းနဲ့ထာဝရအသက်ရှင်ခြင်းဆိုတဲ့ဟာကိုတကယ်ရှိတယ်ဆိုတာသိချင်သလားအခု philosophy တမားတွေပြောမယ်ဆိုတော့မယုံကြည်သူတွေပေါ့နော်ဓမ္မကျမ်းစာကိုမယုံကြည်တဲ့လူတွေခရိယန်မဟုတ်တဲ့လူတွေကခရိယန်ကြီးပြောတဲ့ထာဝရအသက်တည်ခြင်းနဲ့တည်ခြင်းကိုအသက်ရှင်ခြင်းနဲ့တည်ခြင်းကိုတကယ်ရှိနေတယ်အခုအလူအဲ့ဒီ philosophy တွေနော် NASA ကအကုန်လုံးကဆက်ရှုပ်ထွေးသွားပြီဘာဖြစ်လို့လဲဒီလောကရဲ့တန်တရားကလုံးဝအချင်းနဲ့မကောင်းတော့ဘူးလေအရာအလုံးကပြန်လဲသွားပြီIT ခက်ကလည်းပေါ်ပြီးတော့ IT ခက်ကလည်းအချမ်းကောင်းသွားပြီလူတွေကကျွန်တော်တို့ကဘာမှမရှင်းစားတာမနေ့ညနေဖန်ချီရဲနဲ့စတဲ့နိုင်လောက်မှအဲ့ပြောတဲ့ဖုန်းကိုပိုက်မှာမနေ့စောစောထားတာနဲ့ကျေယူလို့ချင်းမွန်းတာမဟုတ်ပဲနဲ့ဆူတော်တာမဟုတ်ပဲနဲ့ဖုန်းကိုပြန်ကန်ကလစ်ဟုတ်တယ်မဟုတ်လားဒီတတ်တဲ့ပဲကျွန်တော်တို့ချင်းကုန်တာဘာမှမရှင်းစားဘူးလေထက်စားမယ်မလေးစကားနဲ့ပြောဆိုမာကန်တီတူမယ်နော်အဲ့လိုပဲကျွန်တော်တို့စဉ်းစားမဟုတ်ဘူးနော်အခု philosopher တမန်ကလောကကိုရန်တွေးနေပြီဘုရားတခင်တကယ်ရှိမှာဒီဖန်ဆင်းရှင်ရှိမယ်လို့သူတို့ထင်တော့အခုနာဆာကနေမင်းကြီးပေါ်မှာဂျူတူလွတ်ထားတာလေနေမင်းကြီးနဲ့ဒီလောကမှာဘလို့ဝဲလဲဆိုတော့မန်ပေါင်း93တန်းဝဲတယ်လေစဉ်းစားကြည့်မန်ပေါင်း93တန်းဝဲတာနေမင်းကြီးနဲ့ဒီလောကကိုအဲ့ဒါကိုသူတို့ခုနာဆာပြောတာยีชูอเมริกาจะนอนสามัติเนี่ยเนาะเลเซ6 degree สุเนาะเลเซ10 degree เนาะยีပွတ်သွားပြီအဲ့ဒီနေမင်းကြီးကဘလို့ပူပြီးလေဆိုတာတို့ကစင်တီဂရိတ်ငါတောင်းငါတန်ငါထုံစင်တီဂရိတ်ငါထုံပူတယ်တဲ့လို့ပူတယ်ဘာဖြစ်လို့အဲ့ဒီနေမင်းကြီးကိုကျွန်တော်တို့စူဆန်းခဲ့တယ်လေကျွန်တော်လူတွေကမဟာအစားတဲ့တစ်ပင်တွေကတတူဝရီအားလုံးဖန်ဆင်းစင်နေအသက်ရှင်နေတာကတဲ့ဒုတိယကတော့ဖျားဖြစ်တယ်ဖန်ဆင်းရှင်ဖြစ်တယ်ဒါပေမဲ့ဒုတိယကတော့ပထမကတော့ဖျားဒုတိယကတော့အဲ့ဒီနေမင်းကြီးကြောင့်ပဲအသက်ရှင်တာလားလို့သူတို့ကတွေးပြီးပြီဘာဖြစ်လို့လဲနေမင်းကြီးကအပူလေးပေးတယ်အလင်းလေးပေးတယ်အဲ့ဒီနေမင်းကြီးကထွက်လာတဲ့ galaxy ဘာလဲအလင်းရောင်နဲ့အပူတက်ကအရာရာလို့ကိုစဉ်းစားဖို့ရအကြီးကြီးဆုံးဖြစ်တယ်ဆိုတာခု philosophy တမန်တွေတိတော့အဲ့ဒါဆိုနေမင်းကြီးကိုကျွန်တော်တို့စုံစမ်းနေလို့ပြောတာအင်္ဂါကျတော့အကုန်လုံးတက်နိုင်ပြီလေဆရာပြောချင်တာကဘာလဲဆိုတော့ဘဝဆိုတာဘာလဲ philosophy ကနားမလည်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဓမ္မကျမ်းစာကတော့ကောင်းပေးတော်ပြီဖြစ်တယ် hallelujah amen ကျွန်တော်တို့အသက်ကဘာလဲတက်ရှင်ခြင်းနဲ့ယေရှုခရစ်တော်ဖြစ်တယ် hallelujah amen ယေရှုခရစ်တော်တော့တာကျွန်တော်တို့တက်ရှင်တာယေရှုကြောင့်တာကျွန်တော်တို့တွာလာလို့ရှင်တာယေရှုကြောင့်တာကျွန်တော်တို့ဖခင်သခင်ကကောင်းကင်နိုင်ငံမှာအသက်ကိုပေးတာဖြစ်တယ် hallelujah အဲ့ဒါဆိုဒီနေ့ကလည်းစပြီးတော့ကျွန်တော်တို့အတိတ်ကိုပြန်လဲပြီးတော့စဉ်းစားတဲ့ခါတိုင်းမှာဖျားသခင်ကောင်းတဲ့ခြင်းကိုပဲစဉ်းစားပါနော်ဖျားသခင်ဘယ်တော့ကျွန်တော်တို့ပေါ်မှာကောင်းတဲ့ဖြစ်တယ်ဆိုတာကိုအမြဲတမ်းစဉ်းစားပါရှင်ယောဟန်အခန်းကြီးရှင်ယောဟန်ပထမစာဆောင်အခန်းကြီး1အငယ်10ကမှာကျွန်တော်ရှင်ယောဟန်အခန်းကြီးပထမစာဆောင်ပေါ့နော်ကြည့်ရင်ကျွန်တော်တို့ဖတ်ကြည့်အောင်ရှင်ယောဟန်ပထမစာဆောင်အခန်းကြီး1အငယ်10ကဒါလည်းလူဖတ်ကြည့်အောင်လောကကုလကောင်လောကနဲ့ရှိသောအရာတို့ကုလကောင်မချစ်ချက်နဲ့လောကကိုချစ်တော်သူမေဒီကခမဲတော်ကိုချစ်ချင်းမတမရှိလောကရှိတဲ့မြတ်သောအရာတီဟူသောကုကာယဓမ္မချင်းမျက်စိဓမ္မချင်းလောကီစေစင်ဝါကြွချင်းတို့သည်ခမဲတော်နဲ့မဆက်ဆံလောကနဲ့သက်ဆိုင်စက်ခွန်လောကနဲ့လောကီဓမ္မချင်းသည်ဇိတ်တော်ဝေပြောတတ်၏ဘုရားတခင်၏အလိုတော်နဲ့အညီကျင့်တော်သူလာတယ်မိစ္ဆာထားပါ၏ဟာလေလုယာအာမင်အဲ့ဒါကြောင့်ဒီလောကရဲ့ရှိရှိကိုမတတ်မှနဲ့ဒီလောကရဲ့ရှိရှိကိုကျွန်တော်တို့စုဆောင်ဖို့မစုဆောင်နဲ့ဒီအရာတွေအားလုံးလူတွေကတတ်မှတ်တော့လူတွေကကြိတ်တော့တိတ်အင်ကားတွေတိတ်အင်ကြီးကြီးတွေကားတွေပေါ့နော်ဆွေးနွေးစတနာတွေအားလုံးဟာပြုတ်ဝေတတ်တယ်ဘုရားသခင်နဲ့ဆက်ဆံတာတာမကဘုရားသခင်ချစ်ချင်းမတာမဖွင့်တာတာမကဒီဟာဒီတတ်မှတ်တော်သူတွေအားလုံးကမထီမဲတဲ့အရာတွေဖြစ်တယ်ဘ
Pia the king alone at shin to the land, tower at him, Louis Pite, Surago, General Capatogane, at the each of your killer pit. The name California, my baby, the Kalen, Pia the catching charming Sura Samabio, Pia the king comment of Pia can be Pibare, Dine Jeju Kala Pit. Era don't buy your lap, who you to Bono di, Peshin of Mayo. Tower at the Kuya setting up, beyond the king, the only dog Daro, Daro to the tower at the Kuya. Suno, no Capadoca Biore, General, and Chilu correct. The Damati, a dinori, Damaho yet, beyond the king, go to the land of home. Beget to up him, the Norokusona home. Jesu up in General, the Piati of Pecora Peter. Naku Jine, tower at the Yame. Mayo Jine, tower at me, Dina Kulan Dominic. No, the Mahon Kagaro, Dialog, Malaye, Jincham Mingala, they chain, Piana chain, Jinchim, Love, Loye, Gonji Mingala Kansayame, D. Cat Bigalama, General Love Gonji Mingala Kansayamo, Piaku General Chilu Piating and General Chitamo. Or Mona, General Piaku Julu Piating and Jugoramo, Pian the King. General Moki Grega, ye supito apitino Kujo of Pirapite, Hallelujah. There are some Dinogaku Mujaking Grega Nazita, Dinogaku Muchiking Grega, Dinoguma, Chibita Pite, and I don't, Mesum Tito to Aloha, Kaura Megabetome, Yukito to her, Kaura de Kansai, the Siami, Jejuro Galasuro, Duropia Tichamingla Kansabiro, Zodoko Moralo Miro Tikayare Suraro, Siagaro, Luma, Machimu, Biole Biochimu. Ramai turut bapilo bilang mulai jalan sudah besar bercina kita. Biar turut California Amerika tu kali, kena balik. Ngaji lalu turut kan pilih nama ni rali, pilih nama ni rali ngaji lalu aku turut aja jauh ni. Era jauh tu Malaysia lu mapilo, dulu mutai, no, tanah, awak tai ni kongres ni sahaja intiku mabisi. Turut ini alu kapalnya, palai ngalai lama. Nalema ngalema ture ngape kalero sire pelawan yang turut sotar. Diluci no tak indulu hitwari. Dalamnya komlong kat titan pelawan lu piau tung cata lu piau ino nali lu sungguh. Dalamnya turut kat tung cata mawon ngalema lu ture no ari najaga. Ari nayan tukun jama seling lu kore aja cema thori kat thalet. Ajan bilong lu. Era jauh. Dah kenal lemi loh, tak sesuai tu bisno. Aku mung dah kali pejat orang. Bol tu cing minta kata lu miyara. Era aku hitung kita sudah. Jadi sama le dua macam ni. Era jom di dulu pema ngeling gua jangan jauh dulu no. Ngeling gua jauh dulu tidak nak betul insau deh. Dulu miutai di baris no nene bapa ro no. Set kemaro lu amine bo no. Minta kali tak nak bo. Dah memang misoi bisno ari pelawat tidak karo kali dua ratus kita sudah boleh jenro. Kekele, sudah, jenama aku nak jajah makan tu ada Filipina kanji tong tema, geti kan yang kami semua simbol juga baju le semua. Di jenama ye lokai nak koi mah, ayamnya aku mesok bilo, sisa bilo, oh ini ya kami atas sini sudah kami baju le semua simbol juga biar balik semua. Tu ye Yesus Kristus na balik ni semua, Yesus Kristus na tito pinya di, abe mina lo mesti kutau ye. Keting tu ayah aku, sungguh tu ayah aku ni ngam ni. Mabilo simpul luka di sekabu biar kita ni. Nak kumai bilo simpul mabilo tu yang simpul luka biar kita ni semua. Angin tiada tu biar kita. Ngah, ada no. Wah tua mesuna, wah tua sami lah cisi. Muai jadi kade suna. Ngah, Jacobi acis song ta Benjamin amiu mepite. Alumni mede amiu ne pite Benjamin amiu ne kan moi pora Jacob ka achin sura cheka moi pora ta athoi su Benjamin kan amiu ne kan moi mita su ani ne su nga pale tikhin amiu ne Jacob mo mede amiu ne Hebrew hebelu ni daro makabu nga ka ngi greka Roma kamile la oma pingya tino Roman citizen shi de Roma nangan ta shi de Lumio pema wajah mesin, pingnya pema pema mesin le, ngah pingnya tina cuma ngah ya tu ngeceni alu tu ngah cor panan, ngah frasi, ngah kapi PhD, koleni kereka, setung ni kamle cuma, kabapo ma konsum jom aroma pingnya tina kira, dalam makabu le,
a tin no masudai ma choro belok sek ke tele phaya ave belok ta sik ke tele so no ta pat ma na chain sa sa se phu to phu pung man pe nga ya re sui ngi jatana ma ka be ne ne sin ne tan thmin chet sa re chin ma ku sina ni jet tu ni jet tu phu ri ka asa akong long a lu nge thet tha ba ta tiya ko ajang kai chan lo re khriya ni ku le nga ta thana ngim pat nei sat ta e lo thi ba ta yi ke ma jaro ka sa Pharisee no Pharisee te yaw sura ka ba le ဘညတ်တော်ကိုလိုက်လာတဲ့အခါမှာလုံးဝအပစ်ကျင့်ခြင်းနဲ့လူကြောင့်ဘညတ်တော်အကုန်လုံးလိုက်လာတယ်ငယ်ငယ်ကလေးကပြင်းပြကိုလိုက်လာတယ်ဝတ်တော်နဲ့ဆိုတော့ဝတ်တော်ဆရာမြတ်ကြီးငါမှရှိတယ်ဒါပေမဲ့ခရစ်တော်တည်ခွင့်ကိုရတဲ့အတွက်ကြောင့်အရာကိုကြည့်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ယာတိပဂရိအသက်ရှင်ဖို့ရတဲ့ယာထူးကြီးဖို့ရတဲ့ဒီလောကမှာဘောနော်အောက်ချုပ်သူဘောနော်ဘယင်ပြုဖို့ရတဲ့ဒီလောကမှာနာမည်ကြီးဖို့ရတဲ့ကျွန်တော်အတုံးပြုတ်ခဲ့တဲ့ဆွေငွေစတနာတွေအားလုံးကျွန်တော်အလကားနဲ့ကျွန်တော်ဖြုတ်ခဲ့တဲ့အချိန်တွေအားလုံးဟာယေရှုခရစ်တော်နဲ့တည်ကျွမ်းပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒီဟာတွေအားလုံးဟာဘောနော်မရှင်မရှင်လားမရှင်လားမရှင်ကဲတော့ငါချင်းပြီဆိုလို့ရှိတဲ့ဒီလောကရာဒီလုံးဝဒီမဲ့တဲ့အရာမရှိဘူးဒေါက်တာလည်းတည်တယ်ဆေးဆရာဝန်လည်းတည်တယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ဒီလောကမှာဒီမဲ့တဲ့အရာတစ်ခုမှမရှိတဲ့အတွက်ကြောင့်ကျွန်တော်ယေရှုကိုမသိခင်မှာကျွန်တော်ဖြုတ်ခဲ့တဲ့အချိန်တွေအားလုံးကျွန်တော်အသုံးပြုတ်ခဲ့တဲ့သူငွေစတနာတွေလက်ရတဲ့ဇာထူးတွေပေါ့နော်နာမည်ကြီးဖို့ရလောက်ခဲ့တဲ့အရာတွေအားလုံးဟာကျွန်တော်ဟာဆုံးခဲ့တဲ့အရာလို့ထင်ခဲ့တယ်အဲ့ဒါကြောင့်မိတ်ဆွေတို့အဲ့ဒါကြောင့်ဒီနေ့အသက်ရှင်နေတဲ့ဆိုတော့ယေရှုခရစ်တော်ဖက်ကိုပဲဝိညာဉ်ကြီးအဖက်ကိုပဲဥစားပေးပါလို့ပြောထားလိုက်တယ်။ပြောလဲရှင်တော်အခန်းကြီး3မှာလဲဘယ်သူမှဝိညာဉ်ကြီးအဖက်မှာဝိညာဉ်နဲ့ရှိတဲ့ဝိညာဉ်နဲ့မမွေးတော့သူဒီဖယားသခင်နိုင်ငံတော်တော့မဝင်ရဆိုလို့ရှိရင် born again ဒုတိယမွေးဖွားခြင်းမှာခံရတော့သူဟာဘလောက်ပဲအရှင်မေ Reverend ပဲဖြစ်ဖြစ် Doctor ပဲဖြစ်ဖြစ်ဟုတ်တယ်မလား Evangelist ပဲဖြစ်တထဲပဲဖြစ်ဖြစ်အောက်ထုတ်ရှိမှုပဲဖြစ်ယေရှုခရစ်တော်အဖင်ဝိညာဉ်တော်ကဒုတိယမွေးဖွားခြင်းကိုမခံဘဲနဲ့ဘယ်သူမှဖျားတဲ့ခဏကတော့ရောက်တာမဟုတ်ဘူးဆိုတော့တေချာအခုနရှင်ဘောလုကတော့ပြောတယ်ယေရှုခရစ်တော်အဖင်ဝိညာဉ်တော်ကကျွန်တော်တို့ကုသတရားမွေးဖွားခြင်းအထောက်အအသက်ကိုပေးတဲ့အတွက်ကြောင့်ဖယားသခင်အကောင်းကင်နိုင်ငံတော်မှာကျွန်တော်ဘုံဘောတော်ဝန်ဆမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဖယားကိုပဲအမေတာချီးမွမ်းရအောင်ဖယားကောင်းတဲ့သူကြောင့်ကိုပဲအမေတာဆင်ဆက်ကြရအောင်ဆိုပြီးတော့ရှင်ဘောလုကကျွန်တော်ပြောထားတာဖြစ်တယ်ဘောရင်တို့ခန်းပထမဆာဆောအမြင်ကအခန်းကြီးကအငယ်၁၉မှာပြောလဲလူမေဒီကခရစ်တော်ထဲနဲ့နေရင်အတိတ်တော်တက်တော်ဖြစ်တယ်။ Gilgal Fellowship မှာနေရင်ပြောလားမပြောဘူးနော်။နေ့ချင်းမှာနေရင်လို့ပြောလား။ RC မှာမပြောဘူးနော်။အတိတ်တော်အကြောင်းပါတခုမှမပြောဘူး။ Denomination လို့မှမပြောဘူး။ဘာပြောလဲ။ယေရှုခရစ်တော်အထင်းနဲ့နေမှသာလေအတိတ်တော်တက်တော်ဖြစ်တယ်။ Hallelujah ။အထင်းမှာနေရယေရှုခရစ်တော်အထက်မှာနေဖို့ရအတွက်ဝိညာဉ်တော်ဘုရားကယေရှုခရစ်တော်အထက်မှာဘုရားပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဝိညာဉ်တော်ဘုရားဆိုတာကဇာရရာဘာရာဒါဒီဒီဒါမဟုတ်ဘူးခရစ်တော်အထက်မှာဝိညာဉ်တော်ကကျွန်တော်တို့ကိုနစ်ချင်ပေးတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါမှသာလေသူကြောင့်ဝင်ဖို့ချင်းဆိုတာဖြစ်တယ်အဲ့ဒါမှသာလေဘုန်းတော်ကိုစမ်းတာမှာဖြစ်တယ်လို့ပြောထားတယ်အဲ့ဒါကြောင့်နောက်ဆုံးဆလမန်ကလည်းပြောတယ်အဲ့ဒါကြောင့်ဒီလောကမှာတည်နေတယ်ဆိုတာစူးစောနေတယ်ဆိုတာလုံးဝကုံဆုံးနေဆိုတာမရှိဘူးနော်ဘသူကမှကျေနပ်ပြီးဒီလိုဆိုတော့ရပြီဆိုတဲ့ဟာဘသူမှပြောတယ်လို့မရှိဘူးဆလမန်ဘလို့ကြွယ်ဝခဲ့တယ်ဟမ်ဆလမန်ဘလို့ကြွယ်ဝခဲ့တယ်တခါစားတဲ့ဟောတော်မှာနော်နွား30ကောင်နော်စိတ်နဲ့သူကောင်တရားတော့မှတမင်နေနဲ့ကြီးနေနဲ့ကြက်တင်မပြောနေတဲ့အဲ့ဒါတခါစားတာမနေ့စားတစားတခါလေးစားဘာဖြစ်လို့လဲဒီလိုမိသားစုများတာလေမိမဘယ်လောက်လဲဟမ်တထောင်မိမတထောင်စဉ်းစားကြည့်တားတယောက်စီပဲထားလိုက်တားသမီးဘယ်နှယောက်ရှိမလဲတထောင်
တာတယောက်ကိုမစွဲတစ်ထုပ်ဝေပဲဖူးတော်မှာမလွေဘူးနော်သူတို့ကတော့ညရည်လေတော့မှမဟုတ်ဘူးထင်တယ်မရှိကြည့်ဆိုတော့အကောင်စားဟိုမှာထမ်းစကူရတော့ဘနော်ပါဗီလေတော့မှပဲတော့မယ်ထင်တယ်ဒီတခါတော့ကျွန်တော်တို့ပိတ်ဆက်မရှိဘူးအမျိုးသမီးတွေလာချက်ပါကောင်းခဲ့ရမှာပဲအင်းစီတစ်တာဝေပေးမယ်ဆလမပြောမယ်လို့တော့မထင်ဘူးစဉ်းစားကြည့်အကောင်ဆုံးကဘာပေါ်မှာပညာရှိဆုံးအထဲဆုံးကတော့ကျွန်တော်ဆုံးဆလမတော်မှာပါပြောလဲဒီလောကမှာဘုရားသခင်နဲ့မတူအသက်မရှိဘူးရှင်တော့ဒီဟာပါလေ vanity ဒီဟာလေဟာအလ္လာဟ်တာဒီပဲဖြစ်တယ်ဆလမကတော့မပြောတယ်ကျွန်တော်တားသမီးတွေမကြွတထိုးပဲဖူးတော်မှလေမရတခါတလေစကားများတယ်နော်ဟုတ်တယ်မဟုတ်လားကျွန်တော်ဖျားမပါပဲနဲ့ကျွန်တော်အသက်ရှင်လို့မရဘူးဆိုတာဒီမှာရှင်းဇောဆလမန်ကလည်းပြောထားလိုက်တယ်အဲဒါကြောင့်ကျွန်တော်တို့လောက်နေတဲ့အရာဒီအလုံးဟာတနေ့နေ့အတော်မှာဖျားတဲ့ကျွန်တော်တို့ကိုတရားစီရင်မှာဖြစ်တယ်အဲဒါကြောင့်အဲ့ဒီတရားစီရင်တော်နေကိုကျွန်တော်တို့ဆောက်ဖို့လုပ်တယ်အဲဒါကြောင့်ဘဝကိုစဉ်းစားပါနော်။အိုးခင်ဗျားလောက်ခဲ့တဲ့အရာတွေအားလုံးထဲမှာခင်ဗျားဘဝလူခဲ့တဲ့ဘဝထဲမှာကျွန်တော်တော်တယ်။ကျွန်မတော်တယ်။ကျွန်တော်အတင်းတော်အတွက်ကျွန်မအတင်းတော်အတွက်ဘုရားသခင်အတွက်ကျွန်မဆုတောင်းတဲ့ဟာကျွန်မတို့ရဲ့ဆုတောင်းတဲ့ဟာစက္ကတ်တဲ့ဟာအခုမှဖြစ်ပေးတဲ့ဟာအစာဆုံးတဲ့ဟာတွေကကျွန်တော်တို့တော်တယ်လို့ထင်ကြသလား။ဒါမှမဟုတ် sorry ပဲလို့ထင်ကြတယ်။ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့အချင်းရှိတဲ့ကဘုရားကြောင့်မသွားဘဲနဲ့ဟုတ်တယ်မလားကျွန်တော်တို့ပိဿစီရတဲ့စေဖို့တဖို့မထဲပဲကျွန်တော်တို့အချင်းစီရတဲ့ဓမ္မကျမ်းစာမှာဖတ်ပဲနဲ့အချင်းဘယ်လိုပုံဖြစ်တယ်လဲစုမတော်ပဲနဲ့အဲ့ရဥခါနေမှာစုမတော်ပဲနဲ့ဘယ်နှခါဖြစ်ဘူးတယ်ဒီဟာဒီကိုစဉ်းစားပြီးမှဘုရားသခင်ကကျွန်တော်တို့ကိုကလဆာမချေပဲနဲ့သူ့ရဲ့ချစ်ချင်းနဲ့တောင်းပါမယ်တဘုရားသခင်ကျွန်တော်တို့ခေါ်ရမယ်အမေတဘုရားသခင်ကကျွန်တော်တို့ကိုချစ်ချင်းနဲ့တောင်းပြခဲ့အဲ့ဒါကြောင့်ဖခင်ချင်းတဲ့ကောင်းတဲ့ကျွန်ကိုအမေတန်ကျွန်တော်ရှင်းဆိုင်နေနဲ့အော်လွင်ခဲ့တဲ့အရာတွေအလုံးကိုဖခင်သခင်ကျွန်တော်ကိုခွင့်ပြုပါဒီနေ့ကလည်းလို့ပြောမယ်ပေါ့နော်ဒီ2020ကလည်းဒါမှမဟုတ်ဒီနာရီကလည်းနော်ဒီအချင်းခါကလည်းစပြီးတော့ကျွန်တော်ဖခင်ကိုဆက်လက်ပြီးတော့ဝန်ရှောက်တော့ပါမယ်ကျွန်တော်ဆက်ပြပြီးတော့ဖခင်ကိုကျွန်တော်အမေတန်မယ်အဓိကအဖြစ်ဒီနေ့မှာဆုတောင်းခြင်းခံရတဲ့တင်တော်ကလူကြီးကြီးအားလုံးဆက်လက်ပြီးတော့ဖခင်သခင်ကကြွေးကိုထားတဲ့လူတွေဖြစ်တယ်ကျွန်တော်ဟာဒီကိကံ fellowship အတွက်ဘုရားသခင်ကကြွေးကိုထားတဲ့သူဖြစ်တယ်ဆိုတာဟာဘူးအမေတန်စိတ်ထဲမှာထားပြီးတော့လွန်ခဲ့တဲ့အရာတွေမှာကျွန်တော်အားမရတဲ့အရာတွေအားလုံးကိုပြန်လည်ပြီးတော့တရားပြီးတော့ဖျားကောင်းတဲ့ချင်းကိုပဲကျွန်တော်တို့ရှင်းစားပြီးတော့ဇာတိပကတိအဖြစ်အသက်ရှင်မတော့ဘဲနဲ့ကျွန်တော်တို့ဥခန္ဓာဇာတိပကတိကိုဥစားမပေးတော့ဘဲနဲ့ဝိင္ရဖက်ကိုဥစားပေးရင်းနဲ့ရှိတော့ကျော်ဆောင်မှုရတဲ့ဒီနေ့ကျန်ရတော်တော်ကပတ်တော်အဖြစ်အရောက်ရှိတာကိုဖျက်တင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်ဆက်လက်ခေတ္တရဲ့ခယူနာနမတတော်ဝိညာဉ်တော်ဖခင်နဲ့ရှင်လာပြပူဆောင်ခြင်းဒီနေ့ဖခင်ကိုချီးမွမ်းပြီးတည်ဆူလေနောက်ကပတ်တော်ကနာထောင်းလေပွဲတော်မင်္ဂလာကိုတုံးဆောင်ချက်တော်ရောက်ရှိတာအပေါ်မှာယနေ့မှဆက်၍ကာလအစဉ်ဆက်တည်မင်းတည်ရှိပါစေတော်အာမင်